ဆက်လိုက်ပြီးကွယ်ညကြပြူကျွေးကျွေးဆက်လိုက်ပြီးကွယ်ညကြပြူကျွေးကျွေးဆက်လိုက်ပြီးကွယ်ညကြပြူကျွေးကျွေးဆက်လိုက်ပြီးကွယ်ညကြပြူဘယ်လိုတကူဘယ်လိုဆိုးတယ်ဘယ်သူကမှမယ်လိုကြံတယ်ခံရသူကလူတွေကလူကျွေးကျွေးဆက်လိုက်ပြီးကွယ်ညကြပြူဆက်လိုက်ပြီးကွယ်ညကြပြူကျွေးကျွေးဆက်လိုက်ပြီးကွယ်ညကြပြူကျွေးကျွေးဆက်လိုက်ပြီးဒီနေ့ဘုရောယထာပေါ်မှာအမေကောင်တွေ့ပြန်ပြီတရေကိုဘေးချပြီးစိတ်ချလက်ချအိတ်နေလိုက်တာအဲ့ဒါငါအကွက်ပဲအိတ်ထဲမှာပစ္စည်းတွေနည်းမှမဟုတ်ဘူးဟုတ်ပြီငါလုံနေကြအတိုင်းလုပ်ငန်းစမယ်ပစ္စည်းကိုယူပြီးယထာပေါ်ကခုန်ချလိုက်ဟေးယထာကိုပို့သွားပြီလိုက်ကြပါဦးလိုက်ကြပါဦးသွားရုံတော့ကျေးဇူးရှင်တို့ရေဒီနေ့ဖို့တော့ကျွန်တော်အတွက်ခင်ဗျားတို့ပစ္စည်းနဲ့ပဲလုံလောက်ပါပြီဗျာကျွန်တော်ကိုလည်းခွင့်ပြုကြပါဦးမျိုးမေသာလူလီပတ်ရှိမင်းနေကောင်းတယ်နော်တက်တိုင်လားမေပိုက်ချီဘာလဲမေမင်းဘေးသွားနေတာလဲသားရဲ့အမေအတွက်စိတ်ကူကိုသားငွေရှာနေရတာပေါ့မေရဲ့အမေယောကငွေနဲ့စက်ကူမှပျောက်မယ်လို့ဆရာဝန်ကပြောထားတယ်မို့လားဟိုဒီမှာကြည်တန်းအမေကစိတ်ကူကိုလေကျွန်တော်မှငွေရှိတယ်အမေရဲ့ပိုက်ချီဘာလဲမေဒီငွေတွေဘေးကရတာလဲသားရဲ့အမေကလည်းငွေရှာတာမခက်ပါဘူးအမေကနေကောင်းအောင်ကြိုးစားပါမေရကျွန်တော်တို့ဘာမှမစိုးရင်လည်းဒါနဲ့အမေဒီနေ့ဆရာဝန်လာသေးလားယင်မလာပါဘူးသားအမေအတွက်စီဝါကမပေးနိုင်တာနဲ့မလာတာဖြစ်မှာပေါ့သားရဲ့ငွေအရာရာတိုင်းဟာငွေကစကားပြောနေတာအမေဘာမှမဘူးနဲ့အမေရဲ့သားဆရာဝန်ကိုခုချက်ချင်းသွားခေါ်မယ်နော်အမေသားလေးကိုလည်းအမေတနာလှပါပြီကွယ်ဘာမှလျှောက်ပြောမနေနဲ့အမေယောဂကစိတ်ထောင်ကိုယ်ကြီးခံစားနေရတဲ့ဝေဒနာမျိုးသားရဲ့အမေရဲ့လောက်ထိအဖေကိုဘာကြောင့်စိတ်နာနေတာလဲတော်စမ်းသားတော်စမ်းဒီအကြောင်းကြီးမပြောနဲ့မကြားခြင်းမကြားခြင်းမကြားခြင်းဒီနေ့ညတော့တခြားဘောကအထက်တန်းတွဲစီးလာတဲ့သူတွေအခန်းထဲမှာတဲနေကြတာကောင်းပါလားအိတ်နေကြတယ်နဲ့တူတယ်တွဲဆောင်ကလည်းတာဝန်ကြီးကြီးအိတ်ပြောနေလိုက်တာဒီအခန်းတွဲကတကားကစစ်ရုံပဲစစ်ထားပါလားလူဆိုတော့လေငါအတွက်လွယ်လွယ်ကူကူအလုပ်လုပ်ရတာပေါ့လေဟုတ်ပြီလူလေးတုံးငါအခန်းထဲကိုဝင်မယ်မိန်းကလေးတယောက်အိတ်ပြောနေပါလားသူ့ဘေးမှာလည်းတအေးကြီးတစ်လုံးဒီတအေးကြီးကိုငါယူမယ်မိန်းကလေးကတော့ဘာမှသိရှာမှာမဟုတ်ဘူးအိတ်ပြောနေလိုက်တယ်သူကြည့်ရတာခီးပန်းလာတယ်နဲ့တူတယ်သူ့မျက်နှာလေးကလည်းချစ်စရာလေသူ့ပစ္စည်းတွေကမယူရပါဘူးပိုက်ထွေးမင်းကတခိုးပဲ
တခုဆိုတာတစ္ဆာရှိဖို့မလိုဘူးလက်ရင်တော့ရမယ်ပေါ့ဟုတ်တယ်ဒါလည်းဟုတ်သားပဲဒါပေမဲ့သူနိုးလာရင်သူ့ပစ္စည်းလေးတွေတွေ့ရင်သူတော်တော်စိတ်ဆင်းရဲရှာမှာပဲသူ့မျက်နှာလေးကလည်းဒုသားချွတ်ဆင်းနေတော့သူ့ပစ္စည်းကိုငါမယူရပါဘူးအားနွယ်တဲ့မိန်းမသားရဲ့ပစ္စည်းကိုငါမခိုးလို့အခုပြန်ထားမယ်မထားခဲ့မယ်နင်းနေမှမလှုပ်နဲ့ရှင်းလက်ကိုမြှောက်လိုက်သမ်းပါမိန်းကလေးထွက်ပြေးမယ်တော့မကြမ်းနဲ့နော်ကျမတနတ်ထဲကကြည်ဘူးလေးတွေကရှင်းတဲ့အပြေးမြန်နေကောင်းပါပြီဗျာကျုပ်မပြေးပါဘူးကျုပ်ကိုပါဆက်လို့မလဲအခမလက်ထက်ကတနတ်နဲ့ပြစ်မလားရဲလက်ကိုအပ်မလားဟာလေရှင်စိတ်ကြောက်နေတာမကြောက်ပါဘူးမကြောက်လို့တခုခိုးနေတာပေါ့ဒီမမီမင်းမြဲမြဲမှတ်ထားတခုဆိုတာလက်နဲ့ပြမတရားအနိုင်ကျက်ဓမြတိုက်နေတဲ့သူတွေတဲ့တတ္တိရှိတယ်ဆိုတာကျုပ်လက်ထက်မှာဘာမှမပါဘူးနော်ကြိတ်သွားပြီစိတ်ကိုကြိတ်သွားပြီဘာလဲကျုပ်ကိုလားဟာရှင်ဘာစကားပြောတာလဲရှင်ရဲ့လောက်ရက်ကိုသဘောကျလို့ပြောနေတာရှင်တခုကိုသဘောကျတယ်ဇာမိတယောက်ပဲတွေ့ဦးတယ်ဗျာတိတ်တန်းကျမမေးတာကိုရှင်မှန်မှန်ဖြေတခုကမှန်ပြောရင်ထောင်ပဲဆက်မှမလဲဒါပေမဲ့အမိတယောက်ကတော့ကျုပ်ကြိုးစားပြောပါမယ်ရှင်ဟာတခုလူတစ်မျိုးပဲစောစောကကျမပစ္စည်းကိုခိုးယူသွားလို့ရနိုင်ရက်သားနဲ့ရှင်ဘာကြောင့်မယူပဲပြန်ထားရတာလဲအမိကဒါတွေအားလုံးသိနေတာကိုရှင်ကျမခန်းထဲကိုဝင်လာတဲ့ရှင်ရဲ့လောက်ရအားလုံးကိုကျမအစဆုံးသိတယ်ရှင်ယူသွားရင်ရှင်ကိုကျမဖမ်းမှာပဲရှင်မယူလို့တော့ကျေးဇူးတင်မယ်မထင်နဲ့နော်ကျမကဖမ်းမှာပဲကျမမေးတာဖြေသမ်းမှာဒီဖြေဟာကျုပ်အတွက်မဆမ်းပါဘူးအမိအတွက်နင့်နာသွားလိမ့်မယ်ရှင်စလားကအဆမ်းမှာလားကဲဆိုသမ်းပါဦးဒီလိုလေကျုပ်ဒီရထားပေါ်မှာခိုးစားတာများလာပြီဘယ်လိုလူမျိုးရဲ့ပစ္စည်းကိုခိုးတယ်ထင်တယ်ဆိုသမ်းပါဦးရထားပေါ်မှာမတမာစည်းပွားရှာနေတဲ့လူတွေရဲ့လက်ထက်ကပစ္စည်းကိုကျုပ်ယူတာအားနွယ်တဲ့မိန်းမသားတယောက်ရဲ့ပစ္စည်းကိုလည်းကျုပ်မယူချင်ဘူးပြီးတော့အမေရဲ့အပြစ်ကင်းပြီးလူသားသူစင်တဲ့မျက်နှာလေးကိုကျုပ်မြင်လိုက်ရတော့အမေပစ္စည်းကိုကျုပ်မယူရတော့ဘူးလေမဆိုးပါဘူးရှင်ဟာသစ္စာရှိတဲ့20ရာစုတခုနှစ်တက်ပြားပဲမဟုတ်ပါဘူးကျုပ်နာမည်တခိုးပိုက်ထွေးပါကဲကိုပိုက်ထွေးရှည်ဝေးပြောမနေနဲ့ရှင်သဘောထားကြောင့်ရှင်ကိုကျမခွင့်လွတ်တယ်ဒါပေမဲ့ရှင်ဘာကြောင့်အလုံးမလုပ်ပဲသူများရဲ့ပစ္စည်းကိုခိုးနေရတာကျွန်တော်အမှန်တကယ်လိုအပ်တဲ့ငွေကိုဘယ်လိုလာပေးမှလဲသူတို့လိုတဲ့ငွေကိုသာကျွန်တော်စီကတောင်းနေကြတာရှင်ဘာလို့စုလို့ရလဲရှင်အလုပ်လုပ်ရင်ငွေရမှာပေါ့အလုပ်လုပ်တဲ့ငွေနဲ့ကျုပ်မလုံလောက်လို့ကျုပ်ခိုးရတာပေါ့ဗျာကျုပ်မေကနာတော်ကြီးယောဂသေးကြီးငွေရှိမှယောဂပြောက်မယ်ကျုပ်မေရဲ့အသက်ကိုငွေနဲ့သက်ဖို့ကျုပ်ခုလိုခိုးနေရတာပါဒါကမတရားဘူးလို့ဆိုရင်ကျုပ်မင်းအောင်အပြစ်ပေးလိုက်ပေါ့ကဲမိကျုပ်ကိုဖမ်းမိထားတဲ့သူဆိုတော့ကျုပ်ကိုဘာဆက်လုပ်မလဲကိုပိုက်ထွေးရှင်ကိုကျမအပြစ်မတင်ရပါဘူးရှင်ကျမစီကဘာကူညီလို့လဲကဲရော့ဟောဒီအိတ်ထဲကငွေကိုရှင်သူတလောက်ကုန်ယူပြီးတိုက်သွားယူတော့လေရော့ကျုပ်မယူချင်ပါဘူးဗျာကျုပ်နားလေတဲ့အမိကိုကျေးဇူးတင်ပါတယ်ကျုပ်ကိုသွားခွင့်ပြုမယ်ဆိုသွားရစေရှင်ကိုခွင့်လွှတ်ပြီးသားပါလို့ကျမပြောပြီးပြီပဲရှင်နဲ့ကျမဘယ်နေရာမျိုးမှာတွေ့ကျမစီကိုအကူအညီရနိုင်ပါတယ်ရှင်ကျမရဲ့နာမည်ကညကြပြူတဲ့ဟုတ်ကဲ့ကောင်းပါပြီကျေးဇူးတင်ပါတယ်ညကြပြူအမေကျွန်တော်အမေဆိုးပြီကျွန်တော်အမေဆိုးပြီမတိုင်ဘူးလားတော့တာရဲ့
ကျွန်တော်လည်းကြိုးစားပူပါတယ်ကိုပိုက်ထွေးခင်ဗျားအမေယောဂကကျွမ်းနေတော့ဘယ်စီးမှမတိုးတော့ဘူးဗျာကဲကိုပိုက်ထွေးကျွန်တော်ကိုပြန်ဝင်ပြပါဦးဖြစ်မယ်ဖြစ်ရတယ်အမေဟိုဒီမှာလေအမေအတွက်ဒီကူငွေတွေလေကျွန်တော်ကြိုးစားပြီးရှာခဲ့တယ်အမေခုတော့အမေကျွန်တော်ကိုတယောက်တည်းတာခဲ့ပြီလားမင်းနဲ့ကျွန်တော်အပေါ်ကိုရရသက်သက်ပြစ်ခဲ့အဖေလူမသိတဲ့ကဒီနေ့တော့ကျွန်တော်ဒီလိုပါဘူးဖေးရောက်ကိုပါသွားတဲ့ကျွန်တော်အကိုးဆိုတာကိုလည်းခုချီယူဒနာမဲသလားဆိုတာကျွန်တော်မသိရဘူးအဖေအဖေစိတ်နဲ့ဆုံးပြီလေအမေလေအမေကိုပိုက်ထွေးဗျာရဲတွေပါလားဟုတ်ပါတယ်ကျွန်တော်တို့ပြည်သူရဲတွေပါစိတ်မကောင်းကြပဲကိုပိုက်ထွေးဝတ္တရားရကျွန်တော်တို့လာဖမ်းရတာပါခုလိုခမရအမေဆုံးနေတာကိုကျွန်တော်တို့ဝမ်းနေပါလေဗျာဟုတ်ကဲ့ကျွန်တော်နားလေပါပြီယောက်ျားဆိုတာဒီလိုမှပေါ့လှုပ်ရရင်ခံရရမှာပေါ့ကျွန်တော်အဖြစ်ကိုဝန်ခံပါတယ်ကျွန်တော်ကိုဖမ်းနိုင်ပါတယ်ဗျာကဲကိုပိုက်ထွေးကိုလက်ထိတ်ခိုင်းမင်းအဖြစ်ကြားရတာတကယ်စိတ်မကောင်းစရာပဲပိုက်ထွေးဒါပေါ့ကွာဖြစ်ချင်တာမဖြစ်ရမဖြစ်ချင်တာတွေရှောက်ဖြစ်နေရလူဘဝဟာဒုက္ခတွေပဲမဟုတ်လားဒီမှာထောင်ကျနေတဲ့လူတွေအားလုံးဟာလည်းသူ့အကြောင်းတွေနဲ့သူ့အပြစ်ခံစားနေရတာကိုဥပဒေဆိုတာကတော့မျက်နှာမလိုက်ဘူးဟေ့ခုပဲမင်းကြည့်လေတကယ်ခံစားရတာကအမှန်တရားဥပဒေနဲ့မကင်းတဲ့အလုပ်ကိုမင်းလုပ်မိတော့မင်းထောင်ကြတာပေါ့ကွာဟင်ပိုက်ထွေးဟုတ်ကဲ့ကျွန်တော်လည်းနှောင်တရပါပြီဦးရဲ့ထောင်ဆိုတာလူစိုးလူမိုက်တွေအသိပညာပေးတဲ့ဌာနကြီးမို့နောင်ကိုမတရားတာမှန်တယ်ကျွန်တော်မလုပ်တော့ပါအေးမင်းကြည့်မှုကငယ်တော့မလွတ်မှာပါငါကနှစ်ကြီးသမားဆိုတော့လူရက်ကတော့သိမမြင်ဘူးခေငါကလည်းအမတန်ဆိုးခဲ့မိုက်ခဲ့တဲ့သူဆိုတော့ဒီအပြစ်မျိုးခံရတာကဝမ်းမနေပါဘူးဒီဒါပေမဲ့ငါစိတ်မကောင်းတာကငါမှသမီးလေးတယောက်ရှိဒီသမီးလေးတော့ငါမှတနည်းမှစိတ်မအေးရဘူးငါသမီးလေးကိုငါသိချစ်တော့သူ့အဖေကတပြဘူးကြီးထုံကျနေတဲ့စိမ့်မောင်ပါဆိုတာငါအသိမခံခဲ့ဘူးအေးဒါကြောင့်လဲငါရဲ့ကျေးဇူးမကင်းတဲ့လူတယောက်စီမှာငါအပ်ထားခဲ့ရတာပဲဒါပေမဲ့ဒီလူကငါထောင်ကျပြီးတဲ့နောက်မှာငါ့ဘောသက်သာဖုံးနေတယ်ဂတိတူလေးဖြစ်နေတယ်ငါလည်းထုံတဲ့ရောက်နေတော့ဘာမှမတတ်နိုင်ဘူးပဲတွေ့ရသူချေလေသမျှခံနေရတာပဲကွာဒီတော့မင်းကလွတ်တော့မဲ့သူဆိုတော့ငါ့ကိုတခုကူညီစေခြင်းနဲ့ပိုက်ထွေးရဗျာဟုတ်ကျွန်တော်ဘယ်လိုကူညီရမှာလဲအေးမင်းကတော့ငါယုံပါတယ်ပိုက်ထွေးတခြားတော့မဟုတ်ပါဘူးငါအကြံကဒီလိုရှိရပိုက်ထွေးမင်းငါစီကစာရတော်မူယူပြီးငါပြောတဲ့သူစီကိုသွားပေးပြီးပါအဲ့ဒီမှာငါသမီးလေးကိုမင်းတွေ့လိမ့်မယ်မင်းတက်နိုင်တဲ့ဘက်ကကူညီပေးဖို့ပါပဲပိုက်ထွေးရဟုတ်ကဲ့ဦးပြောတဲ့အကူအညီကိုကျွန်တော်အတွက်တော့ဘာမှအခက်အခဲမရှိပါဘူးကျွန်တော်ကတကောင်ချက်ပဲဒီလိုအိမ်တိုင်းကြားရပွားမှာပြောရမှာပါမကောင်းမှုဒုစရိုက်ကိုတော့ကျွန်တော်လက်မခံဘူးအေးမိဘမှာအကူပါငါယုံကြည်ရတဲ့သူကိုပေးဖို့အစရကငါရေးထားတဲ့စာမင်းယူပြီးသွားရမယ့်နေရာကတော့ကျင်းမနာဘက်ကတာဝတိကနေတဆင့်သွားရတဲ့တောင်ချီနာကညကနေမှချစ်ကုန်းကိုဘယ်သူကမိမိရအဲ့ဒီမှာငါသမီးလေးရှိတယ်ငါသမီးလေးနာမည်ကညကြဖြူဗျာအေးဟုတ်တယ်တန်းနေစမ်းမို့ဘာဖြစ်လဲပိုက်ထွေးရဘာမှမဖြစ်ပါဘူးညကြဖြူဆိုတဲ့နာမည်ကိုကျွန်တော်ကြားဘူးလို့ရှိလို့ပါလူမရှားနာမည်မရှားဖြစ်မှာပေါ့လေ
သိကြပါဦးညကနေကိုကျွန်တော်ရောက်အောင်သွားပေးပါမယ်ဦးချစ်ကွန်းဆိုတဲ့လူဟာကျွန်တော်ကိုဘယ်လိုကျိုးနေမဲဆိုတာကျွန်တော်ကြည့်အောင်ပါပေါ့လေအေးဝမ်းသာပါတယ်ပိုက်ထွေးတာချစ်ကွန်းမင်းလုပ်ရက်ကူတော့ငါကဟိုးတင်ရအောင်လို့ငါဘဝကတော့ရှေ့ကိုဘာဖြစ်အောင်မဲဆိုတာမသိနိုင်ဘူးခုငါခရီးထွက်လာတာထောင်ကြဓမြကိုကြီးဦးစိမ့်မောင်ရဲ့ခရီးပြေးခဲ့တဲ့အတိုင်းတာဝတိနယ်မြေကညကနေလည်းပဲဟုတ်တာညကနေမှရှိတဲ့ညကြကြီးဆိုတာငါကစိတ်ဝင်စားမိကြတော့ထောင်ကလွတ်လွတ်ချင်းညကနေကိုလာခဲ့တာပထမဆုံးခြေလမ်းအဖြစ်ဆန်းခဲ့တာပဲညကနေမှအလှတွေနိုင်နိုင်ဆိုင်ဆိုင်ရှိနေပါစေလို့ငါဆုတောင်းပါလေတို့မြင်လဲဆရာကြီးတို့ညကနေကိုမြင်းလဲနဲ့သွားလို့ရသလားခင်ဗျာမြင်းလဲကိုလိုက်ဖို့နိုင်မှာလားညကနေရွာကတောင်ကြီးနားမှာဗျကျုပ်တို့မြင်းဟုတ်ကမြင်းလဲနေမသွားဘူးကိုရှင်နားကမြင်းလဲကတော့ညကနေရလာတယ်မြင်းလဲပဲခီးကြုံရင်ပြောပြီးစီးပေါ့ဗျာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်နောင်ကြီးဟာမြင်းလဲရှင်မတွေ့ပါလားလူလာမအကျိုးကြောင့်ပြောပြရမှာပဲဘာပဲဖြစ်ဖြစ်လေမြင်းလေးကငါတက်ထိုင်နေဒီမှာရှင်ဘာကြောင့်ကျမရဲ့မြင်းလေးကိုတက်ပြီးထိုင်နေရတာလဲခင်ဗျားကမြင်းလေးရှင်လားရှင်ကိုပိုက်ထွေးညကြပြီဟုတ်ပါတယ်ညကြပြီပါကိုပိုက်ထွေးပေးဦးလာတာလေညကနေကိုလေရှင်ညကနေကဘသူစီကိုလဲညကြကျူနဲ့ဥချစ်ကွန်းစီကိုလာတာပေါ့ဥချစ်ကွန်းဆိုတာညကြပြီရဲ့ဘဘပါအဖနဲ့ကိုပိုက်ထွေးသိကြလို့လားယင်ဘုရုံးကတော့မသိပါဘူးခုတော့သိရတော့မှာပါကိုပိုက်ထွေးရလဲညကြပြီဘလူလုပ်ပြီးနားလည်ရမှာလဲထားပါတော့လေလူတယောက်ရဲ့အတွင်းရေးကိုမမေးကောင်းပါဘူးညကြပြီကတော့ကိုပိုက်ထွေးကိုတွေ့ရလို့မင်းကလာပြီကဲညကနိုင်ကိုပြန်ရမယ်ဟဲ့မင်းညကြပြူကမြင်းလေးကိုကိုယ်တိုင်မောင်းပြီးဒီလိုပဲသွားလာနေကြလားဟုတ်တယ်ကိုပိုက်ထွေးရဲ့ဒီနေ့ဒီမှာတော့ဝဲတရားချမ်းစရာရှိရင်မြင်းလေးကိုကိုယ်တိုင်မောင်းပြီးလာဝေရတာပဲညကြပြူကတကယ်တော့ညကနိုင်လူကိုဘာလဲကိုပိုက်ထွေးညကြပြူတော်သူဆိုပြီးအတင်းသေးစကားပြောမလို့လားမဟုတ်ပါဘူးညကြပြူအထင်ကြီးလို့အံ့ဩနေတာပါညကြပြူမှာကိုပိုက်ထွေးထင်ကြီးအံ့ဩစရာဘာဒီများတွေ့ထားလို့လဲယထာဘမှာသင်္နကင်ထားတဲ့ညကြပြူရဲ့ဟုတ်ပြီညကနေရွာမှာရင်းလဲကိုယ်တိုင်မောင်းနေတဲ့ညကြပြူရဲ့ကျွန်တော်ဘယ်လိုနားလဲရမှာလဲဒါပေါ့ကိုပိုက်ထွေးရဲ့ရှင်ပြီးကညကြပြူဟာညကြပြူပါပဲလို့နားလေထားရင်ရှင်းလို့မှာပါဟိုမကိုလေးလိုက်လာပြီညကြပြီဘာလဲကိုလေးဘာလို့လိုက်လာရတာလဲနင့်ကိုစိတ်မချလို့ငါလိုက်လာတော့နင်သွားတော့ကတယောက်တည်းပါဟိုဒီကောင်ကဘယ်သူကဧည့်သည်ပါညကနေကိုလာတဲ့ဧည့်သည်ဆိုတာဟုတ်တယ်လေနင်ဘာကြောင့်အခွင့်အရေးပေးပြီးနင်းနဲ့တင်းခေါ်လာတာဒီမှာကိုလေးညကြပြူဒီလိုမစော်ကားနဲ့ညကြပြူလောက်တာကိုကိုလေးနဲ့ဘာမှမဆိုင်ဘူးမဆိုင်ဘူးဟလားဟုတ်တယ်မဆိုင်ဘူးနင်းနဲ့ငါမဆိုင်ဘူးနင်းနဲ့ငါမဆိုင်ဘူးဆိုင်တယ်ဆိုတာတရွာလုံးသိဒီလိုလူသိပြောက်နဲ့မြင်းလဲပေါ်မှာနင့်ကိုမြင်သွားကြရင်ရွာကလူဘယ်လိုပြောကြမလဲဆိုတာတော့နင်သိရလားငါကရောသိခံနိုင်တယ်ထင်လားဒီကောက်ကိုမြင်းလဲပေါ်တင်းခေါ်မလားဟဲ့ဆင်းမဆင်းနိုင်ဘူးဆိုရင်တော့ကွာမဆင်းနိုင်ဘူးဆိုရင်တော့ငါလက်ထဲကကြာဘောက်ကမင်းအတွက်ပဲပေါ့ကဲကွာကိုလေး
ဒီလိုမလုပ်ပါနဲ့ကိုလေး အော်မင်းကဒီလိုလားဒီကမင်းနဲ့ကဲပါအော်ညကနေကိုလာပြီးစော်ကားတဲ့ကောင်သိုးထက်အကြောင်းကောင်းကောင်းသိနေလေကြက်သတိထားညကြပြီကြက်သတိထားအေးငါကလည်းနေမရွေးတဲ့ပိုက်ထွေးกว่าနားလေတာကဲကိုပိုက်ကျွေးဒါမြတ်ကြပြီလို့အိမ်နဲ့အဖအထင်းမှာရှိတယ်လေအိမ်မို့ကြကြအောင်ဦးချစ်ကွန်းရဲ့အိမ်ကြီးဟာရကနိုင်ရဲ့အလှပဆုံးအိမ်ကြီးပဲတစ်ချိန်လုံးကဆိုလူသားနေသားတို့ရဲ့ဆန်အိမ်ကြီးလို့တောင်းရှင်းရမှာပဲကိုပိုက်ကျွေးလာလီဘာလို့စဉ်းစားနေတာလဲရကြပြီနဲ့ဒီအိမ်ကြီးဟာပနာရလို့ထပ်ပြီးအံ့ဩနေမိတာပါကိုလေးစိုးထိုက်ရကြပြီနေကဒီကောက်ကိုအိမ်ထိအောင်ခေါ်လာတာငါ့ကိုထပ်ဆော်ကားတာလားကိုလေးသူကမြတ်ကြပြီလို့အိတ်တယ်ပါဒီလိုမပြောပါနဲ့ဩအဲ့ဒါကမြတ်ကြပြီလို့အဲ့တယ်လို့ဟုတ်တယ်ခုမှပဲရှင်းသွားတယ်ရွာလမ်းမှာအဲ့ဒါကငါ့ကိုလက်ဆောင်ပေးလိုက်တော့ငါကပြန်ပြီးတော့အဲ့ခံအောင်ကြိုက်ပါကိုလေးအိုးဒါဘာလုပ်ကြလဲဒီလူပဲအဲ့ဒီကိုစောက်ကားလားကိုလေးစော်ကားတယ်ငါမကျေနပ်လို့စော်ကားတယ်ဟဲ့ကောင်စိုးထိုက်ရဲလိုက်သားဘာဒီမှာဘာဒီလာတဲ့အဲ့ဒီကိုလေးရရှာတယ်မရဲ့သူကဘာလဲငါစီကိုလာတဲ့အဲ့ဒီဟုတ်လားဦးချစ်ကောသူ့ငါသိနေတယ်လို့ပဲသူ့ငါမြင်ဘူးတယ်လို့ပါပဲသူ့ငါဗမာမြင်ဘူးပြုလို့ပါတဲ့သူ့ငါရင်းနီးသိနေတယ်လို့ပါပဲလားဟဲ့တငယ်မင်းနာမည်ဘာတူလဲကျွန်တော်နာမည်ပိုက်ထွေးပါငါ့ကိုတွေ့ကျင်တဲ့ကိစ္စကအားကြောင့်လဲကွယ်မင်းဘယ်ရလဲကျွန်တော်ဘယ်ကဆိုတာမသိကြပါနဲ့လူတယောက်ကပေးလိုက်တဲ့ဟောဒီစာကိုသာဘူးဆိုရင်ဖတ်ကြည့်ပါပေးတာဘာသာများလဲကွယ်ချစ်ကွန်းမင်းကငါလူကိုရင်လာမတွေ့နိုင်တော့ဘူးစာရေးလိုက်ငါဘယ်သူဘဝဆိုတာဒါလို့ဆိုနေပြီးတော့ပါငါသမီးလေးမြတ်ကြပြီကိုအရွယ်ရောက်အောင်ထိမ့်သိမ်းဆောက်ရှောက်ပေးတာမင်းကငါကျေးဇူးတင်ပါဒီကြပြီမင်းတို့ရဲ့ကိုတော့ငါကျေးဇူးမတင်နိုင်တော့မင်းကကြည့်ကြည့်ငါဆွလို့ကအသက်နဲ့ရင်းပြီးရှာဖွေပေးခဲ့တဲ့ပစ္စည်းဥစ္စာတွေအပေါ်ဝိသမလောဘတက်ပြီးမင်းအကြံပတ်ဆက်မင်းကငါ့ကိုထုံတဲ့ကဘယ်တော့မှလွတ်မှာမဟုတ်တော့ဘူးလို့ယုံကြည်ပြီးငါ့ကိုတော့အေးမလုပ်တော့ငါသမီးတွေ့ရည်ရွယ်ပြီးမင်းကိုငါအပ်ထားခဲ့တဲ့ရတနာပစ္စည်းတွေဟာငါသမီးအရွယ်ရောက်လာရင်လွှဲပေးရမယ်ဆိုတဲ့ဂတိကိုခုအချိန်မှမင်းဖြတ်ခဲ့ပြီမဟုတ်ဘူးမင်းတို့အသာဖစိတ်တိုင်းရသုံးလို့ချုံးလို့ကုံတော့ရင်ငါသမီးဒုက္ခရောက်ဒါကိုငါကြိုတင်သိလို့မင်းကငါနောက်ဆုံးစာရင်းလိုက်ရခြင်းခုချိန်မှာအရွယ်ရောက်လာပြီးဖြစ်တဲ့ငါသမီးမြတ်ကြပြီရေနာပစ္စည်းတွေနဲ့လွှဲပေးပါဒါပဲစိတ်ပါမောင်ရင်ကဒီစာပေးလိုက်တဲ့သူနဲ့တော်တော်ရင်းနှီးတယ်ထင်တယ်ဒီကိစ္စကိုလည်းခုလောက်ဆိုမောင်ရင်သိရောပဲဟုတ်ပါတယ်ဦးကျွန်တော်အားလုံးသိခဲ့ပြီးပါပြီဟာဒီကိုပိုက်တွေ့ရသမီးနဲ့ခုမှသိတာမဟုတ်ပါဘူးဖာရဲ့သမီးမန္တလေးကပြန်လာတော့ရထားပေါ်မှာသိလာခဲ့တဲ့မိတ်ဆွေတွေပါသမီးနဲ့တောင်သိနေကြပြီဘူးကဲမောင်ပိုက်တွေ့
ဦးတို့စီမှာပြောသလိုသာနေနိုင်တယ်တို့စီကအကူကြီးလိုရင်လဲမင်းပြောပါအလုပ်လုပ်မယ်ဆိုရင်လဲအဖတို့စိုက်ပျိုးခင်းမှာတာဝန်ပေးလို့ရတာပဲဟောပိုက်ထွေးကရောဘလို့သဘောရှိတယ်လဲ ရကနိုင်ဟာကျွန်တော်အတွက်သိချမ်းသာနေသည်ကြီးကျွန်တော်မြကနိုင်ကမပြန်ကျင်သေးပါဘူးအေးတို့လဲဝမ်းသာပါတယ်ကွာမင်းတို့ဦးတို့ကစီစဉ်ပေးရမှာဟောညကြပြီကိုပိုက်တွေးပါတွေတွေးပြီးမျက်နှာမကောင်းတာလေဟိုဘာမှမဖြစ်ပါဘူးညကြပြီကိုပိုက်တွေးကမလိမ်တတ်ပါဘူးနော်အခုယောက်ျားပါမကောင်းခဲ့တဲ့တစ်ချိန်လုံးကတောင်မလိမ်ခဲ့ဘူးပဲနဲ့အခုချိန်မှာပူပြီးမှန်တာလုပ်ဝင်တာပေါ့ကဲဒါဖြစ်ရင်ညကြပြီမေးပင်နော်ဟိုတနေ့ကကိုပိုက်တွေးဘာကိုပေးတဲ့စာဘယ်ကစာလဲဒီအကြောင်းတွေညကြပြီဘာကြောင့်သိကျင်ရတာလဲအိမ်နဲ့ပတ်သက်တဲ့ကိစ္စမှန်သမျှညကြပြီသိနေတာပေါ့ဦးချစ်ကွန်းကမပြောဘူးလားညကြပြီကဘာကိုမေးပိုင်ခွင့်မရှိဘူးလေဒါဆိုရင်ကိုမတော့ပြောဖို့တာဝန်ရှိသေးလားဘူးမှမပြောရင်လေတစ်ချိန်ကျရင်ညကြပြီသိလာရမှာပဲညကြပြီကူလေးနင်ဒီမှာဘာလာလုပ်နေတာလဲကိုပိုက်ထွေးနဲ့မြကြပြီကဟိုးတုန်းကရင်းနှီးခဲ့တဲ့မိတ်ဆွေတွေဆိုတာကိုလေးမိသွားပြီလားဒါတွေငါနားမလဲငါဘာမှနားမလဲဒီကောင်ကငါတို့အိမ်ကအလုပ်သမားတယောက်ဆိုတာပဲငါသိဟုတ်ပါတယ်ကိုစုထိုက်ခင်ဗျားချံဝင်ရင်တော့ခင်ဗျားနွားပဲပေါ့ဗျာခင်ဗျားတို့စကားနားထောင်ရမှာပေါ့ဒါပေါ့အိုးကိုပိုက်ထွေးရဲ့ရှင်ဘယ်လိုပြောလိုက်တာလဲရှင်ဒီလောက်တောင်ပဲအညက်ခံရလားဘာလဲငင်ကပိုက်ထွေးကိုထိလို့နားနေသလားညကြဟမ်ကိုလေးရဲ့လောက်ရကရောမှန်လို့လားနင်ဒီကောင်ရောက်လာမှတိတ်တူပါဝါဝါတယ်နင်ကိုငါဒီတိုင်းခွင့်တော့မထားနိုင်ဘူးညကြပြီကိုလည်းကိုလေးချုပ်ချေပိုင်ခွင့်မရှိဘူးအေးလေဒီနေ့တော့သိရမှာပေါ့ဟဲ့ပိုက်ထွေးဒီလာစမ်းဒီလာစမ်းရွာထဲကိုသွားเสียရှိတယ်ငါမြင်းကိုဆွဲကြတာကြည့်စမ်းဟဲ့ကောင်သွားလေခိုင်းနေတယ်ကွာဟုတ်ကဲ့ကောင်းပါပြီဗျာကောင်းပါပြီပေးစမ်းငါမြင်မင်းလည်းငါအကြောင်းသိတယ်မပိုက်ထွေးဆိုးထိုက်ကလေဆိုးတဲ့မိုက်တဲ့နေရာမှာနှစ်ယောက်မရှိဘူးကွာနှစ်ယောက်မရှိဘူးပြိုင်ဘက်ပေါ်လာရင်မိုးကိုတော့ဒူးနဲ့တိုက်မယ်ဆိုးထိုက်ကွာဟဲ့ကရပါပြီမင်းကဘယ်နှခါပြောရမလဲဒီအရေးတွေကိုမတောက်ပါနဲ့လို့အတန်တန်ပြောထားတယ်မဟုတ်လားအဖေပါသိလို့လေအဖေပါမှမသိပါဘူးကျွန်တော်စိတ်ညစ်လို့အရက်ကိုတောက်နေတာဗျဘာကွာစိတ်ညစ်လို့တောက်တာဟုတ်တယ်ပျော်တုံးကလည်းတောက်တာပဲမဟုတ်လားတောက်တာနေစမ်းမမင်းကအခုဘာစိတ်ညစ်နေရတာအဖေကလူကြီးစကားပြီးပြီးပြောက်ပြောက်လုပ်နိုင်ပေမဲ့ကျွန်တော်ရှင်ထဲမှာငရဲမီမျိုးထားတယ်လို့ခံစားနေရတယ်အဖေခွေးကောင်မင်းကမိကောင်ကိုဒီလိုပဲပြောရငါပြောထားတာငါမမဲ့ဘူးကွာအချိန်ကျရင်ဖြစ်လာမှာမင်းကိုဒီအရက်တွေမတောက်ပါနဲ့လို့ငါအတန်နဲ့တားနေတဲ့ကြားရမင်းတောက်မင်းကိုတားတာအကြောင်းရှိလို့ပါဘူးဘယ်ပေါ်မြတ်ကြသူညင်းနေတာဒီအကြောင်းအချက်တစ်ခုတည်းနဲ့ခိုင်လုံးနေနားလေမဟုတ်သေးပါဘူးဗျာခုတလောပိုက်ထွေးရောက်လာမှမြတ်ကြသူစိတ်ထားတွေပြောင်းနေတာဗျတော်သက်ခွေးကောင်ဒီပိုက်ထွေးကြောင့်ငါ့ကိုမပြောနဲ့ဒီကောင်ကတစ်ချိန်ကျမြခနိုင်ကပျောက်သွားမယ်ကောင်နားလေအဖေကသူ့ကိုဘာကြောင့်လက်ခံထားတာဒါပဲအကြောင်းရှိလို့ပေါ့ကွာအဖေကဒါအကြောင်းရှိနေကွာတော်တော်ကြာမြတ်ကြပြီကိုသူကအပိုင်စည်းတော့မှာဗျပိုက်ထွေးမင်းအတွက်ငါမမိုက်ချင်ပေမဲ့မိတ်ပြအောင်မှာပေါ့ကွာ
အဖေကလည်းအသက်ကြီးနေမှာခလေးနဲ့ဖက်ပြီးရံမဖြစ်ချင်ပါနဲ့ဗျာကျုပ်ကိုတောင်းပေးလိုက်ပါကျုပ်ကိုတောင်းပေးလိုက်ပါကျုပ်အပြတ်ရှင်းပြလိုက်မယ်ခွေးကောင်ဟာမနားလေတဲ့ကောင်မဟုတ်တနေ့တောက်ဆမ်းမှုရပြီးမြတ်ကြပြီကိုလိုချင်တာတော့ပဲမင်းသိအားတာဗောငါမှဘာပြဿနာတွေနဲ့ရင်ဆိုင်နေရတယ်ဆိုတော့မင်းနားလေမင်းသိရဒါတော့ကျုပ်ပဲသိမလဲဗျအေးမင်းသိထားဖို့ကမြတ်ကြပြီကငါရဲ့မွေးစားသမီးမင်းနဲ့လက်ထပ်ပေးဖို့ငယ်တွေကငါယူရထားတာမှန်တယ်ဟုတ်တယ်အခုချိန်မှာသူ့ကိုချက်ခိုင်းလို့မရတော့ဘာပဲလို့ချော့နိုင်ငံမြတ်ချော့ပြီးကိုလိုချင်တဲ့ပုံစံလောက်ယူမှရဒီကြတဲ့ပိုက်ထွေးကတည့်ရဟုတ်ဒါဖြင့်ပိုက်ထွေးကိုမြန်မြန်ရှင်းပြီးတော့မြတ်ကြပြီနဲ့ကျွန်တော်ကိုမြန်မြန်လက်ထပ်ပေးလိုက်အဖေစိတ်ချလာမှာမဟုတ်လားဟဲ့ဒါကမင်းလို့မဟုတ်ငါလုပ်ရမယ်အလုပ်တွေအချိန်ကြရင်ငါဖြစ်ချင်တာလေအားလုံးဖြစ်ရအားလုံးဖြစ်ရမယ်ဒီပိုက်ထွေးမင်းဘောကသုံးခံရင်ငှက်သိနေပါဘောလားရကနန်ကိုဧည့်သည်ဖြစ်ရောက်လာပြီးခုတော့မပြန်နိုင်တဲ့အကြောင်းကဖြစ်ပေါ်လာတယ်ဥချစ်ကုန်းကိုစပြီးတော့ငါရင်ထဲမှာတော်ပြီးခံစားလိုက်ရတယ်အဖေတကယ်တော့ဥချစ်ကုန်းဟာငါအဖေရင်းတယောက်ဖြစ်နေတယ်တို့ထဲဆိုတာကလည်းငါတို့ငငယ်တွေကကိုယ်သွားကြတယ်ငါအကူရင်းတယောက်အမေမသေးခင်ကပြီးသွားတဲ့ဟောဒီဓာတ်ပုံတွေကြောင့်ငါအဖေနဲ့ငါကိုပြန်တွေ့ပြီသူတို့ကတော့ငါကိုမသိရှာဘူးကျွန်တော်ဘွားကိုအဖေကိုပြောပြချင်ပါတယ်ဒါပေမဲ့မပြောနိုင်သေးတဲ့ဘွားပါဖေညကြရတကယ်တော့မင်းဟာညီစာပဲတက်ပါမင်းဘဝလေးကိုကယ်တင်နေတယ်မင်းဘောကိုလည်းငါတန်ရုံးစင်တွေ့မိတယ်ချစ်ချင်းမြတ်တာခံစားချက်ရဲ့သောကပြပါတာတွေဟာငါရင်မှာအပြည့်ခံစားနေရတယ်ဆိုတာမင်းနားလေသိချင်တယ်ကွာကိုပိုက်ထွေးဟင်ညကြပြီဒီနေ့ဘာတွေတွေးနေတာလဲကိုပိုက်ထွေးရဲ့ကိုဘွားကဒုက္ခနဲ့မမျှအောင်ခံစားနေရတော့ကိုဘယ်မှာပြောနေမှလဲမျှကြပြီမေတ္တာကိုငတ်မို့ခေါင်းမနေရတဲ့သူကကိုဘွားပါအောင်းနေလိုက်လားကိုပိုက်ထွေးရဲ့ရှိရင်နားပါလေမျှကြပြီတယောက်လုံးရှိနေပါသေးတယ်ဒါကြောင့်မို့လဲကိုညကနေကမပြန်နိုင်တာပေါ့လူခွင့်ရေးကိုအဆုံးရှုံးခံသိခံနေတာဟာမေတ္တာကိုမျှော်လင့်လို့ပဲမျှကြပြီဒါပေမဲ့ကိုနဲ့မျှကြပြီဘွားကဘယ်ခရီးသားနဲ့မှဆက်လို့ရမယ်လို့ထင်ပါဘူးကွာရှိမှအာမတန်လို့မန်ရှုပ်နေရတယ်ဆိုတာမျှကြပြီသိပါတယ်ဒါကြောင့်မို့လဲရှင်ကိုမျှကြပြီခွင့်လွှတ်ထားရတာပေါ့ဒီမှာကိုပိုက်ထွေးဘဝနှစ်ခုပေါင်းဆက်တယ်ဆိုတဲ့နေရာမှာအခက်အခဲဆိုတာကြော်လွှားရင်ကြရအောင်ပါပဲရွှေနှပြောင်းကိုစိတ်ရင်အောင်ခေသားတော့ကြံသေးတာပဲမဟုတ်လားကိုနားလေပါပြီမြတ်ကြပြီရာတို့သည်သိခံရှုံးပေးနိုင်ပေမဲ့အချစ်အတွက်စွန့်စားရမှာပေါ့ဒါဖြစ်ရင်ကိုပိုက်ထွေးပါလို့မလဲအချစ်အတွက်တတိရှိလာပြီလေဟုတ်မြတ်ကြပြီသာကိုနားမှာရှိရင်တလောကလုံးကိုရင်ဆိုင်ဝင်ပါတယ်တကယ်ဒါပေမဲ့မြတ်ကြပြီရဲ့မေတ္တာအားပြိုင်မှုနှစ်ခုကြားမှာချင်းဝင်ရှာလို့အသွားပြန်ခက်နေရတာကိုဘွားပါမြတ်ကြပြီဟင်အခုမလူတယောက်ဓာတ်နဲ့ပြစ်တော့မယ်ဝင်လိုက်ဟင်ပြေးကိုဟိုထွက်ပြေးပြီဖဲဒီကောင်တော့အခုလိုက်မယ်မလိုက်နဲ့ကိုမလိုက်နဲ့အပိုးရရှာမလိုက်နဲ့ဒီပါနေကြပြီအခုလိုက်မယ်ဟဲ့မပြေးနဲ့မပြေးနဲ့မလုပ်ဘူးမလုပ်ဘူးဟင်သူငါတော့ကိုလိုက်တာပြီငါလို့အောင်ပြေးမှာဟဲ့မပြေးနဲ့မင်းငါလည်းကမလုပ်ဘူးသူငါကိုမိလာပြီဖမ်းမိတော့မယ်ဟဲ့ရလိုက်ကဲပါ
ကျွန်တော်ကိုချမ်းသာပေးပါကျွန်တော်ကိုမတတ်ပါနဲ့ဟဲ့မင်းမှန်ပြောတယ်မင်းဘာကြောင့်ငါ့ကိုဒီကြောင့်ကြံရတာလဲကျွန်တော်မပြောပြရစီနဲ့ဗျာမပြောပြရစီနဲ့ဟမ်မပြောပြောရမယ်ပြောရမယ်သူကျွန်တော်ကိုအခရီးလို့လာတတ်ရတာပါဟမ်သူလာဘာလို့လဲပြောလားပြောလားဦးချစ်ကိုမှာဟမ်ဟာဘယ်တော့ငါ့ကိုဒီလောက်ထိရက်ဆက်နေကြပါလားရကလေးကငါရှိနေတာသူတို့တကယ်မလိုလားရတော့ဘူးဆိုတာငါနားလေပြီဖေရကလေးကနေကျွန်တော်ပုတ်ခွာနိုင်တယ်ဒါပေမဲ့ကျွန်တော်လူချင်တာကဖေရဲ့မေတ္တာပါခုကျွန်တော်ရနေတာကကျင်နာမဲ့တဲ့နှလုံးသားရဲ့ရက်စက်မှုတမ်းပါညကနေကကျွန်တော်ဘာကြောင့်မပြန်နိုင်ရတယ်လဲဆိုတာဒီနေ့ကျရင်ဖေတို့အားလုံးနားလည်ကြမှာပါအားလုံးနားလည်ကြမှာပါဘယ်နဲ့လဲသမီးမြတ်ကြပြီအဖပြောတဲ့စကားနားထောင်မယ်မှတ်လားဘာရဲ့စကားသမီးမငြင်းပါဘူးဒါပေမဲ့ကိုလေးနဲ့မြတ်ကြပြီပါဒီလေးတွေကမောင်နှမလိုနေလာကြပြီမှာခုလိုလက်ထပ်ပေးစားမိဆိုတော့သမီးရှိတယ်ပါမဟုတ်သေးဘူးသမီးမဟုတ်သေးဘူးအဘတို့လူကြီးတွေဟာရှင်းနောက်မျောမြင်ပြီးမှစီစဉ်ကြတာကွယ်ရွှေရင်ထက်မြတ်ဆိုသလိုစီးပွားပစ္စည်းဥစ္စာကလည်းမယုံဖိတ်တင်တာမယုံဖိတ်ဘူးငါသားကြီးစိုးထိုက်ကလည်းသမီးအပေါ်မှာအနွန်နာခံပြီးသိခံရှာပါတယ်ဟုတ်ပါတယ်ဗျာငယ်ငယ်လေးတွေကလေဆယ်လိုက်ဆိုလိုက်ရိုက်လိုက်နှက်လိုက်တာကအစကျွန်တော်သိခံခဲ့တာပါဟိုနေ့ကလည်းလေဟိုထိုက်တော့တာနည်းနည်းများသွားပြီးတော့ဟိုညဘက်သူ့အခန်းမှာမှာလဲပြီးတော့အိပ်ပြောနေပြီလားဟိုသူကျွန်တော်လည်းပဲဟိုလေဟိုဖြတ်နေတာအဲ့ဒါတော့ကျွန်တော်တန်ကြီးကပါလေဗျာခွဲကနင်းုံနေမဟုတ်ဘူးတက်ဖြစ်ဖို့တောင်းကောင်းတယ်ဒီအရက်တောက်တာကြောင့်မင်းကငါသမီးကသဘောမကျတာကွာနားလေဟိုအဖေကိုကျွန်တော်ဂရိပေးပြီးပါပြီဟိုခုလည်းထပ်ပြီးတော့ဂရိပေးပါတယ်ဟိုသူလာမေရအကံကိုလေပါဏုပေတာအသက်ထက်ဆုံးရှောင်ကျင်လိုက်ပါပြီဖေရဲ့အေးမင်းဂရိအတိုင်းမြဲမြဲမှတ်ထားတော့ဟုတ်ကဲ့ဖေသမီးလေးကြားတယ်မို့လားသမီးရဲ့ကိုစိုးထိုက်ကသမီးစကားကိုနားထောင်ခဲ့တဲ့ဟုတ်ပါတယ်ညကြပြီဟုတ်ပါတယ်ဟိုကိုလေးကလေညကြပြီခိုင်းနေမြောက်လေစေတီကျော်ထွန်သွိနွားပါညကြခွေးကောင်ကြောင့်လည်းခက်တော့တာပဲတော်ကြောက်မင်းတော်စမ်းကွာသမီးနဲ့ငါညောက်ချစ်စကားပြောမယ်ဟုတ်ကဲ့ဖေအပါပြောသမီးအဖနားထောင်နေဒီအိမ်အောင်ပြုဖို့နေပတ်သက်လို့သမီးကိုစဉ်းစားခွင့်ပေးပါဦးပါရဲ့ဘာစဉ်းစားတယ်လူတယ်လေသမီးရဲ့တယောက်ကြောင့်တယောက်သိပြီးသားတွေပဲအဖကလည်းအသက်ကြီးတော့သားနဲ့သမီးကိုထိုက်ထိုက်တန်တန်မိဘတို့ဝတ္တရားတိုင်းဆောင်ရွက်ပေးချင်တာအဖပြောတာတော့မှန်ပါရဲ့သမီးဘက်ကတစ်သက်လုံးတွင်မူစဉ်းစားဖို့ခွင့်တောင်းတာပါဒီမဲ့သမီးရှင်သမီးဟာအဘတို့မွေးစားခဲ့တယ်ဆိုပေမဲ့သမီးအရင်လိုအဘတို့ချစ်ခဲ့တယ်ဟုတ်ကဲ့ပါဘာမှလူလေးတွေမရှိအလိုလိုက်ခဲ့အဘကအကြက်မကင်ခြင်းလို့သားနဲ့သမီးကိုခေါ်ပြီးတိုက်မိတယ်ဒီမဲ့သမီးမိဘဆိုတာလုတ်ပိုင်ခွင့်နေအများကြီးရှိတယ်သမီးကိုနောက်ဆုံးအဘပြောမယ်အဘဖြစ်ချင်တာကိုအားလုံးဖြစ်ရမဖြစ်လေဖြစ်အောင်လုပ်ဒါအဘရဲ့နောက်ဆုံးဖြတ်ချက်ပဲသူတို့
ကိုင်းနိုင်လာတယ်သူတို့ဟာငါ့ကိုငင်းငယ်လေးတွေကထိန်ထိန်စောင့်ရှောက်လာတဲ့ကျေးဇူးရှင်ကြီးငါမင်းင်းတာပဲလေငါရဲ့ဘဝတစ်ခုလုံးနင့်မျိုးပဲမတိပြတ်တာမှာငါရဲ့ဆုံးဖြတ်ချက်မှန်မှဖြစ်မိဒီအိမ်လုံးကြီးစီမံကိန်းဟာမချင်းနဲ့မချင်းသားတဲ့ကျူးတယ်အိမ်လုံးကြီးစီမံကိန်းဆိုတာငါမသိဘူးသူတို့ထိကြတယ်ဒီအိမ်ကြီးကိုပိုက်တယ်ရောက်လာတော့ထောင်ရင်းငါဘာဖြစ်စိတ်တဲ့စာကြောင့်အကြောင်းကိုငါသိနေပြီဆိုတာသူတို့မသိကြဘူးတကယ်လို့များသိသွားကြရင်ငါ့ကိုတော့အနေပြေးနိုင်နေသူတို့လက်ထဲကပစ္စည်းဥစ္စာရတနာတွေဟာငါရဲ့ပစ္စည်းတွေဒါပေမဲ့ငါမမေ့ဘူးကိုပိုက်ထွေးကိုအသက်အန္တရာယ်ဖြစ်အောင်ရှင်းရှားကြတာဒီပြဿနာကြောင့်မင်းဒီတော့ညကလေးမှာငါနဲ့အခုပိုက်ထွေးမရှိတော့ဘူးလုံးရဲ့အေးကြလိမ့်မယ်ဒါမှငါချစ်တဲ့တင်းလေးအတူတူနေရမယ်ညကြပြီအခုဘာကြောင့်ငိုးနေတာလဲညကြပြီဆိုတာအားနေမင်းသားတို့ရဲ့အာကိုရတကူပဲမလားအကူကြီးညကြပြီလေအခုပြောစရာစကားတွေအများကြီးရှိတယ်ညကြပြီပြောမယ့်စကားတွေကိုအားလုံးကြားပြီးပါပြီဟုတ်ပါတယ်တကယ်ပြောတာပါကိုစိုးထိုင်နဲ့မြတ်ကြပြီလို့အသေးကြလက်ထပ်ပေးကြတော့မယ်ဟုတ်လားဟုတ်တယ်ကိုအချင်းကြဒီလိုဖြစ်လာမယ်ဆိုတာကိုနားလည်သိတာပါမြတ်ကြပြီသဘောထားကရောဘယ်လိုလဲဟာဒီကိုပါလွေမြတ်ကြပြီဘယ်လိုမှမချင်နိုင်ဘူးဆိုတာသူပြချစ်ချပြီဒီတော့အခုနေမြတ်ကြပြီသူတို့နဲ့လွတ်ရအောင်ထွက်ပြေးကြပါစို့ကွယ်နော်ဒီလိုထွက်ပြေးလို့ကိစ္စတွေအားလုံးပြီးသွားမယ်ထင်မလားမြတ်ကြပြီမပြီးသေးဘူးမပြီးသေးဘူးကျွေးကျွေးမဆက်ပဲမပြီးပြတ်နိုင်တဲ့ပြဿနာတွေဒီကြားထဲမှာမြတ်ကြပြီကမြေသားပဲအကူကအမုန်းငံတက်တက်ဘယ်သူဆုံးယုံပြီးဘယ်သူနိုင်မယ်ဆိုတာမသိနိုင်သေးဘူးနော်တော်ကိုတော်တကယ်တော့အခုမှတတိမရှိဘူးဟဲ့မြတ်ကြပြီအခုတကယ်မချစ်ဘူးဆိုတာမြတ်ကြပြီနားလေပါဘူးအော်မြတ်ကြပြီရဲ့ဟုတ်မုံပိတ်ထွေးရောက်နေတာကိုကွာဟုတ်ပါတယ်ဦးအေးကွယ်မင်းနဲ့လည်းအေးအေးဆေးဆေးတိုင်ပင်နေတာနဲ့အတော့ပဲပြောပါဦးကျွန်တော်နားထောင်နေပါတယ်ဒီလိုကွယ်ဒီလိုကိစ္စကတော့တခြားမဟုတ်ပါဘူးဟုတ်ကဲ့မောင်စိုးထိုင်နဲ့ညကြပြီလို့ကိစ္စပဲသူတို့နှစ်ယောက်ဟာငယ်ငယ်တည်းကတူဘောတူချစ်ချစ်ခင်ခင်ချင်းချင်းနာနာနေထိုင်ဆက်ဆံလာကြတော့သူတို့ချစ်ချင်းကိုဦးကမခွဲချင်တာနဲ့လက်ထပ်ပြီးတော့မှလေဦးဒီလိုစီစဉ်တာဘယ်သူကမှအပြစ်တင်မှာမဟုတ်ပါဘူးနော်မှန်ပါတယ်ဦးအပြစ်တင်လို့မရတဲ့အကောင်းဆုံးလုပ်ရပါအခုလိုမောင်ပိုက်ထွေးအမြင်ရှင်းတာကိုဦးတို့ဝမ်းထားပါတယ်ကွာဒါမှလည်းဦးတို့စိတ်ချလက်ချကောင်းချသွားနိုင်မှာသားနဲ့သမီးကလည်းဦးစကားကိုနားထောင်ကြတယ်လေမကြခင်လက်ထပ်ပေးကြတော့မယ်ဆိုတော့မောင်စုထိုက်ကမြို့ကိုတက်ပြီးမင်္ဂလာပစ္စည်းတွေသွားဝယ်နေတယ်ကွသူပြန်ရောက်လာရင်ချက်ချင်းပဲဥစီစလိုက်မယ်မကောင်းလားမဟုတ်ပါဘူးဟုတ်ကဲ့အေးဟဲ့ကိုမဦးမြင်းပေါ်မှာလူတယောက်မှုရကြည့်ပါလာတယ်လက်မရှိသေးလားမသိဘူးသူတာကြီးစုထိုက်တာကြီးရေနေပါဘောလားကွာဒါကိုယ်ကကြည့်မြင်းနဲ့ပြန်တင်လွတ်လိုက်တာပဲဘာရင်
ဟုတ်တယ်ကိုစိုးတဲ့ကိုတန်းလိုက်ကြပြီဟောဒီမှာစားတယ်တော့နင်းဖတ်စမ်းအောင်မချွေရဲ့ဘာစားပြလဲလို့ချစ်ကောသစ္စာမဲ့သူရဲ့သွားရမယ်လားမင်းသားဆိုတဲ့ကိုကြည့်အဲ့ဒီလည်းမင်းဟာဂရိတက်တဲ့အပြင်ရုပ်မှညစ်ပတ်တဲ့အကျင့်နဲ့မင်းတို့ရတွေငါမသိဘူးမှတ်နေငါသမီးလေးကိုလည်းမင်းတို့စိတ်ဆင်းအောင်လုပ်နေကြတယ်အဲ့ဒီတွေ့မင်းကငါကြံပြန်မှုလာခဲ့ပြီသိမ်းမောင်ထုံကဖုတ်ပြီးလာခဲ့ပြီမင်းကငါဘယ်လို့မှခွင့်လို့နိုင်ကြအကြောင်းမရှိတော့မင်းကိုမင်းတရင်ကိုတင်ထားပြီမင်းရဲ့သိမင်းသိမ်းမောင်စိတ်မထောင်ဖောက်ပြီးပြေးလာပြီသူငါ့ကိုတတ်တော့မယ်ချစ်ကုန်းတယ်ကွာချစ်ကုန်းတယ်ဟဲ့ကောင်တိုက်တွေ့မင်းမလုံနဲ့ဟောဒီမှာတန်ကြငါလက်ထဲမှာတန်ကြမင်းနည်းနည်းလေးမှမလုံနဲ့အဖေရပါလောက်တာလေမပြင်းနဲ့အဖေမပြင်းနဲ့ထဲကမြဲကြပြီဒီကောင်ကစိတ်မောင်ရဲ့ပြစ်စမတတ်တာငါရဲ့အတွင်းရံသူငါသားစိုးထိုက်တဲ့ရတာဒီကောင်ကြောင့်ငါမင်းကိုတတ်မယ်မင်းကိုငါတတ်မယ်ဟုတ်ကဲ့ပါဦးလေးထက်ကတင်းနဲ့အခုချိန်မှာကျွန်တော်ကိုတတ်နိုင်ပါတယ်ကျွန်တော်သိရမှာမကြောက်ပါဘူးဦးကျွန်တော်ကိုအထင်လွဲနေတာကိုပြန်ရှင်းပြနိုင်တဲ့အားကျွန်တော်မှမရှိပါဘူးအေးတတ်မယ်မင်းကိုငါတတ်မယ်အားလုံးကိုလည်းငါတတ်မယ်မင်းလိုညံမြတဲ့အချံသမားကိုငါအရင်တတ်မယ်ကဲသိပြီကွာမပြင်းနဲ့ဖဲတမ်းရရဒီကောင်မင်းနဲ့ထွက်ပြေးတော့ဒီကောင်ပိုက်ထွေးမင်းညရင်ကပြုံးတော့ကွာတော့ပြုံးတော့ပိုက်ထွေးဟုတ်ပါတယ်ဦးစိန်မောင်ကျုပ်ပိုက်ထွေးပါငါတို့ယူတွေ့ရတာငါသိပြီးအားတက်သွားပြီကွာမင်းကငါ့ကိုတွေ့ရလို့ဝမ်းမသာဘူးလားယင်ဟုတ်ကဲ့ပါဟိုနေ့ကချစ်ကွန်းသားကိုငါကိုယ်တိုင်တက်ပြီးတတိပေးလိုက်တာဟိုကောင်ချစ်ကွန်းတော်နောက်တော့ရပုံရတယ်ကွာကြားတာဒါနဲ့ငါသမီးလေးကိုချမ်းမရလားကွာဟဲ့ကွာပိုက်ထွေးရအေးချစ်ကွန်းကိုငါကိုယ်တိုင်တက်ပြီးမှငါစိတ်အေးရမယ်ငါတော့သိပြောတယ်ဟဲ့ပိုက်ထွေးရချစ်ကွန်းကိုလှလာပပကြီးတက်မှငါကျင်တ်မယ်ကွာပိုက်ထွေးရအဲ့ဒီကိစ္စပြုတ်လာတာပဲဦးစိန်မောင်ဟုတ်ဘာလဲလူလေးရချစ်ကွန်းကိုမင်းတက်ခဲ့ပြီလားယင်ချစ်ကွန်းကိုမင်းတက်ခဲ့ရင်လေပြီးတော့ပဲကွာမဟုတ်သေးဘူးဦးချစ်ကွန်းကျုပ်လည်းမတက်ဘူးခင်ဗျားလည်းမတက်ရဘူးဘာကွာမင်းကပါချစ်ကွန်းမိုက်မိလာပြီလားလူလေးယင်ဒီပြဿနာမှာကျုပ်ဘယ်သူစကားမှနားမထောင်နိုင်ဘူးကျုပ်လှုပ်ချင်တာလှုပ်ဖို့ဆုံးဖြတ်ပြီးထွက်လာတာဦးချစ်ကွန်းကိုခင်ဗျားမတက်ရဘူးဟာလေမင်းကချစ်ကွန်းဘက်ကကာကိုယူပြီးငါ့ကိုရန်သူမြင်နေပြီလားဟမ်ဒီမှာလူလေးမင်းငါ့ကိုဘယ်လိုပဲဆက်ဆံမင်းကငါခွင့်လို့ပြီးသားပါပဲဒါပေမဲ့ချစ်ကွန်းကငါတတ်ရမှာငါကျင်နဲ့မယ်ခင်ဗျားဘာကြောင့်ဒီလောက်လူတက်ချင်နေရတာလဲဦးစိန်မောင်ခင်ဗျားကိုအစိမ့်သေးစီးနေပြီးလူတွေကိုတတ်မှခင်ဗျားပြောနေသလားဟင်အေးဟုတ်ပြီဒီကောင်ကိုတတ်ပြီးငါပစ္စည်းတွေနဲ့ငါသမီးလေးစိတ်ချမ်းသာမယ်ဒါငါသိပြောတယ်ဒါငါအပြောဆုံးမယ်ဒီမှာဦးစိန်မောင်ခင်ဗျားကိုကျုံနောက်ဆုံးသတိပေးမယ်ဦးချစ်ကွန်းကိုခင်ဗျားမတတ်ရဘူးခင်ဗျားတတ်ရင်ခင်ဗျားနဲ့ကျုပ်ရန်သူတတ်မယ်အခုရပဲငါပေါ့တတ်မယ်အေးမင်းတယောက်ကိုတော့ငါဘာကြောင့်ခွင့်လို့ထားတယ်ဆိုတာတနေ့တော့မသိမှာပေါ့ကွာဦးစိန်မ
နင်းနေမှာမဖြစ်ဘူးလာသမီးရရမပြပါနဲ့ဖေဖေမတတ်ပါနဲ့အဘောမတတ်ပါနဲ့ဟဲ့ချစ်ကိုညမညလေးငါတရတဲ့ကကြီးကတွေမင်းနှလုံးသားတွေကိုအကောင်ပြုတ်ဝင်တော့ကြားဖေဖေစိတ်ပါငါမတတ်ပါနဲ့ကွာဟုတ်ပါတယ်ဖေဖေမင်းရရပစ္စည်းတွေအားလုံးပြန်ယူပါကွာငါပြန်ပေးပါမယ်နော်တကယ်ကြီးနော်ဒီလိုပဲရမလဲချစ်ကိုရင်မင်းမှတ်မိသေးလားဟမ်အခုလိုမိုးတွေဒီချမ်းနေတဲ့ညမျိုးမှာအခါလဲကြောကြောအရွယ်ငါသမီးလေးညကြကြီးကိုပွေပြီးမင်းစီကိုငါရောက်လာခဲ့မင်းကတော့သိဆင်းရဲနေတဲ့အချိန်မင်းကိုယုံကြည်လို့ငါတိုက်လို့ခက်လို့ရတဲ့ရတနာပစ္စည်းတွေပေးပြီးသမီးလေးကိုမွေးစားဖို့အခက်ဟုတ်ပါတယ်ကွာတော်ရဲကတိုက်လို့ခက်လို့ရတဲ့ပစ္စည်းတွေကိုလည်းမင်းကိုငါအကုန်ပေးခဲ့ငါရတနာပစ္စည်းတွေကိုမင်းကလောဘတက်ပြီးမင်းငါ့ကိုယုံမာခဲ့တယ်ဟမ်မှတ်မိသေးလားအပြင်ဘန်းကတော့ငါယုံကြုံမင်းကဒီပစ္စည်းတွေနဲ့သမီးလေးကိုကြီးလိုက်လွှဲပေးပါမယ်လို့ကြည့်ရအတန်တန်ပေးငါ့ကိုတော့မင်းကတစ်ဖက်နဲ့ရဲကိုမမှတ်မိသေးလားမင်းတို့ယုံမာတဲ့ကောင်ရှိအောင်မလားကွာရဲ့ရှိကုန်ရဲ့ငါထုံကြနေတဲ့နောက်ပိုင်းမှာမင်းလှုပ်ရှားတဲ့အားလုံးကိုမလျှောက်လို့ဒီကြားထဲငါသမီးလေးညည်ဆက်လိုက်တဲ့စိတ်ဆင်းရဲနေရဒါကြောင့်မင်းကငါတတ်ဖို့ထောင်ခေါက်ပြီးပြေးလာတာမင်းကငါပတ်ရတော့မယ်ဒီကမင်းလည်းပဲမမယ်ကွာရရတာတာပြီးတော့မပြေးနဲ့ဦးစိမ်းမမပြေးနဲ့ကျုပ်ဖေးကိုမပြေးနဲ့ခွင့်လို့ပြီးတာပါညကနေကမပြန်နိုင်နဲ့ခုလိုအနစ်ငါခါကိုညစ်တာကိုမျောလင့်လို့ပြစ်ဆက်ပြီးတက်ပြီးကြတာပါဘေဘေဟာဘေဘေဟုတ်လားနင်ငါ့ကိုဖေဖေလို့ခေါ်တယ်ဟုတ်လားဟမ်ဟုတ်ပါလေဖေဖေကျတော့လူမသိစားရကမိနဲ့ကျွန်တော်ကိုပြေးသွားတဲ့လူစိန်ငါကြီးကျွန်တော်ဖေဖေအော်ဒီမှာမိနဲ့ဖေဖေတော့မေခင်ကြော်ရတာဟုတ်လားခင်ကြော်တာဟုတ်လားဟုတ်ပါတယ်တာလေးအဖေရင်နာလို့မဆုံးတော့ဘူးကွာတို့တာအဖဟောရီခြားကြရတော့မှပြန်တွေ့ရတယ်လို့အဖေဘယ်လိုပြေးနေတော့မှလဲသားရဲ့တာအမလီတာကျွန်တော်ကိုခွေးလွတ်ပါဖေရယူသမီးကိုခေါ်နေတယ်ကိုအချင်းရအောက်ရတနာအားလုံးရှင်းသွားမှာပါလို့အခုပြောဦးတယ်နော်ညကြပြူကညီစားသေးမှာဥမပြရလေးသားရဲ့အခုကအမုန်းကကျုံသမားရကြရဲ့အဖေအနေယူပြုတ်နေတာကမောမသားရဲ့ပါရီကဖေဖေနောက်ဆုံးတော့ရကနိုင်မှာတွေ့စားဖို့ရောက်လာတာပါကူတော့တွေ့စားရင်ညကြယူကူ
ဆက်လိုက်ပြီမြကြပြီဝေကျွေးဆက်လိုက်ပြီမြကြပြီကျွန်တော်ဂီတစာကိုကိုခမောင်ဝင်းပင်ကိုရေးလက်ရတဲ့ဟုတ်ဖြစ်တယ်ဝေကျွေးဆက်လိုက်ပြီမြကြပြီဆိုတဲ့ဒီဇက်လမ်းမှာပါဝင်လှူရှားပြုဆောင်ထားကြတဲ့ဂီတရုပ်ရှင်လူပညာရှင်များကတော့ပြည်သူ့ဆိုကျော်ဟိမရထွန်းရင်ရုပ်ရှင်မင်းသမီးကယ်ဒမီတင်တင်နဲ့ပကြီးလေးဝင်းတိုင်ဦးမေမှုရဲဘော်မောင်မောင်ဆန်းတန်ဝင်းထွန်းရာမညအောင်မင်းဟိတ်ဝင်းပိုင်တို့ကအဓိကပါဝင်လှူရှားထားကြပြီဂီတမှုစံတရားခွန်တင်ကျွယ်နဲ့သူ့အဖွဲ့ဒီဇက်လမ်းကိုပါရမီစတူဒီယိုရဲ့အတန်ဖားယူပေးထားပြီးအမှတ်ကိုကျုံကြီးလမ်းနဲ့24လမ်းနောက်ရန်ကုန်မြို့မင်္ဂလာစိန်တေးသံတွင်ကတပြည်လုံးမူတိုင်းပြန့်ညီလိုက်ပါကြောင်းချစ်တော်တရှင်ပေါင်းလို့ခင်ဗျာ